ဝင်တွေကလူမိုက်ဆန်တဲ့အပြုတ်ပုံဖြစ်နေတယ်ဆိုတာကိုတော့လက်ခံရမှာပါဒါပေမဲ့ဒီနေ့တွေ့ရမှာဖြစ်ပါတယ်ဒါကိုကြည့်ချင်းအဖြစ် MFF ဥက္ကဋ္ဌဦးစောစောဟာမြန်မာဘောလုံးအတွက် Dignity Person ဆိုတာသိချပြောနိုင်ပါတယ်မြန်မာဘောလုံးပေါ်ထားတဲ့သူ့ရဲ့စေတနာသူ့ရဲ့ FIFA ရဲ့စီမင်းစည်းကမ်းကြောင့်ပါFIFA ရဲ့ rules အရအဖွဲ့ဝင်နိုင်ငံတနိုင်ငံ MFF ဥက္ကဋ္ဌရာထူးကိုတာဝန်ထမ်းဆောင်ခွင့်ရှိမှာဖြစ်ပါတယ်။ဦးစောစောဟာလက်ရှိမှာအာရှဘောလုံးဖွဲ့ချုပ် AFC ရဲ့အကြီးတန်းဒုတိယဥက္ကဋ္ဌ AFC Senior Vice President ရဲ့ဥက္ကဋ္ဌရာထူးကိုလည်းရယူထားပါတယ်။ဦးစောစောဟာအာဆီယံဘောလုံးဖွဲ့ချုပ် AFF မှာလည်းဒုတိယဥက္ကဋ္ဌရာထူးရရှိထားခဲ့ပေမဲ့ AFCนะจะต้นเซนนี่แท้มั้ย ลายเยอะนะลาย3-2กัน จะต้นเซน ก็จะมีลายมัดหมี่ ฮะจะต้นเซน เม็ดโดยเม็ดเยอะมากลายก็ลายเยอะ จะต้นเซนนี่แท้มั้ยฟ้าชูโมสีမြတ်ဒီအချက်မောแท้มั้ย อายมากเลยนะ အဲ့ဒါပြီးရင်တော့စာလို့ရပြီเนาะ กันอยู่เลยนะเหมือนว่าเราจะไปไหนอะถ้าไม่ได้ใส่ ပြောမှဆိုရင်တော့ ไม่มั่นใจอ่ะ ကျက်သွန်တော့ပုံစံမျိုးပါပဲเนาะဒါပေမဲ့ကျက်သွန်တူကမယမ်းပြားတစ်ခုပို့သွားတာပေါ့မယမ်းပြားလေးနဲ့ဆိုတော့ချင်းဆက်ဆက်လေးပေါ့เนาะချင်းဆက်ဆက်လေးစားတော့စားနေနေထဲမှာเนาะစားလည်းအများကြီးမထင်နဲ့မယမ်းပြားမှာစားပါပြီးသားဆိုတော့လေ คนที่เขารู้ก็จะ အဲ့ဒီအချက်မှုတ်လေထဲမှာအများကြီးထဲမှာစောင့်နည်းနည်းပဲထเนาะအဲ့ဒီအချက်မှုတ်လေเนาะ บางคน စီစဉ်ကြတော့လည်းမှုရရတယ်เนาะစီကြလည်းမှုရ ไหน တယ် ก็ไม่ စီ มี စဉ် เสื้อ ရ มาเป็นย ပေါ อ င်း ซักตัวเลยก็ฝากปัดถึงว่า ဆွဆွဲလေးပါ เป็นยอ စီရတယ်နည်းနည်းဆွဆွဲလေးမှလည်းပြောစား ที่ห้างไปอะไรนี่ အဲ့ဒီတော့နဲ ไม่ ပါ กล้าใส่เลยนะป้าสีนี่ไม่เห็นเป็นเลยเราก็อยู่ได้ทุกที่ ချင်တော့လေ เราจะเปลี่ยนเดิม နော် คนละเลน ထမင်းစားမယ်နော်။ဘာနဲ့တွဲစားမလဲဆိုတော့ကျွန်တော်တို့ဝတ်ယူစပြုံးနဲ့တွဲစားမယ်နော် เราจะให้เด็กเด็กรู้ว่าอันนี้โบราณอยากจะเปิด อาสากร อันนี้เป็นชุดโบราณ ။အဲဒီ เก็บไว้